ပုံမှန်နဲ့မတူတဲ့ပြူမရီကြောင့်ကျမ်းမာရေးမကောင်းမှုလို့ယူဆခံနေရတဲ့အိမ်တော်ကျော်စင်ရဲ့သမီးပြည်သူတို့ပရိသတ်များရှိအိမ်တော်ကျော်စင်ကသမီးဖြစ်သူပြည်သူတို့ကိုအချိန်တစ်ခုကြားတဲ့အထိလူရှင်းမထုတ်ပဲနေခဲ့တာပါအခုနောက်ပိုင်းမှာသာပြည်သူတို့လေးကိုလူကြားနဲ့ခေါ်သွားတယ်လို့လူတွေနဲ့ထိတွေ့ဆက်ဆက်ခိုင်းနေတာဖြစ်ပါတယ်လက်တလုံးမှာငလင်ပေးကြောင့်လူများဒုက္ခရောက်နေတဲ့ပုံမှာလည်းအိမ်တော်ကျော်စင်နဲ့ပြည်သူတို့ကအလူငွေတွေလူထားခဲ့ကြတာပါဒါအပြင်ပြီးခဲ့တဲ့ရက်မှာပြည်မနာမျိုးကစိန်ရုံကိုသွားပြီးငလင်ပေးကြောင့်စိန်ရုံတက်နေရတဲ့လူနာတွေကိုအလူငွေလုံရင်းနဲ့အားပေးစကားပြောကြားခဲ့ပါတယ်။ဘယ်မီဒီယာတွေကမှလည်းအတိမပေးပဲတိတ်တဆိတ်သာသွားလူခဲ့တာပါ။အဆိုပါစိန်ရုံကသူနာပြူတယောက်ကဗီဒီယိုရိုက်ခတင်ထားမှသာလူအများကသိရှိခဲ့တာပါ။သွားလူတဲ့အချိန်မှာအိန္ဒရာကျော်စင်နဲ့ပြည်သူတို့ကသမီးကြီးဖြစ်တဲ့ပြည်သူတို့ကိုပါခေါ်လာခဲ့ပါတယ်။ပြည်သူတို့လေးကိုအပြင်မှာတခါမှမမြင်ဘူးကြတဲ့ပရိသတ်တွေကဓာတ်ပုံတွေအတူတူရိုက်ကြပါတယ်။အပြင်မှာတွေ့ပြီးမှပို့ပြီးတော့ချောတယ်ဆိုပြီးဓာတ်ပုံတွေရိုက်ဖို့ခွင့်တောင်းခဲ့တာပါ။အိန္ဒရာကျော်စင်ကလည်းသမီးဖြစ်သူနဲ့အတူတူရိုက်ဖို့ခွင့်ပြုပါတယ်။ပြည်သူတို့ကပရိသတ်တွေအများပြားနဲ့အပြင်မှာအခုတစ်ချိန်မှသာပထမဆုံးဆောင်မှုတာပါ။လူပတ်ဝင်းကျင်နဲ့ပထမဆုံးဆောင်မှုတဲ့ပြည်သူတို့ကမတ်တက်ပြီးတော့သာသွားလာနေကြတာပါ။ဓာတ်ပုံရိုက်မယ်ဆိုပြီးဖုန်းတွေအများကြီးဝိုင်းချိန်နေချိန်မှာပြည်သူတို့လေးကမတ်ကိုချွတ်လိုက်ပါတယ်။အဆိုပါဖြစ်ပျက်ကိုသူနာပြူမလေးကအစဆုံးရိုက်ပြီး TikTok မှာတင်ခဲ့တာပါ။မတ်ချွတ်ပြီးဓာတ်ပုံရိုက်ခံနေရတဲ့အချိန်မှာပြည်သူတို့ကဟိုလူကိုကြည့်လိုက်ဒီလူကိုကြည့်လိုက်နဲ့ဖြစ်နေခဲ့ပါတယ်။ဒါအပြင်မျိုးလုံးကကနာမငြိမ်သလိုဖြစ်နေခဲ့တာပါ။မျိုးလုံးကဟိုဘက်ရွှေ့လိုက်ဒီဘက်ရွှေ့လိုက်ဖြစ်နေတဲ့ပြည်သူတို့ရဲ့အပြုမှုကိုဝေဖန်ခြင်းသူတတိုက်ကလည်းပေါ်လာခဲ့ပါတယ်။အဆိုပါဗီဒီယိုတွေကပြုမှုကိုကြည့်ပြီးလူတချို့ကပြည်သူ့ထရာကကြက်မပြေဘူးလားလို့မေးခွန်းထုတ်လာပါတယ်။မျက်လုံးကနာမငြိမ်တာကြောင့်စိတ်ရောဂါတစ်ခုခုခံစားနေရတာလားလို့ကလေးတယောက်နဲ့မလိုက်ဖက်တဲ့ဝေဖန်မှုတွေကရှိနေကြတာပါ။တကယ်တမ်းတော့ပြည်သူ့ထရာကကြောက်နေတာပါ။ပြည်သူ့ထရာမှာလူကြောက်တတ်တဲ့အကြံလည်းရှိပါတယ်။အိမ်မှာအမျိုးတွေသွားနေပြီဆိုရင်တော့တယောက်တည်းသာဖုန်းကြည့်ရင်အေးစစ်စစ်နေတတ်တာပါ။ introvert တယောက်ဖြစ်တာမို့လူကြားထဲမှာရှက်ကြောက်တတာရှိနေတာပါလူအများနဲ့မထိတွေ့ဘူးတဲ့လူတယောက်အနေနဲ့အခုလိုဖြစ်နေတဲ့ပုံမှာပရိသတ်တချို့ကနားမလဲပဲဝေဖန်နေတာပါပြည်သူ့ဒွါလေးကလူအများကြားထဲမှာရှက်တယ်လို့ကြောက်တယ်လို့ဖြစ်နေတာကြောင့်လေအိမ်တော်ကျော်စင်ကလက်ကိုတင်းတင်းကြပ်ကြပ်ကင်ထားခဲ့တာပါအိမ်တော်ကျော်စင်တို့ကလူကြားထဲတုံးမွင်ကျင်တာကြောင့်ဒိတ်တဆိတ်သွားလို့ပေမဲ့ပရိသတ်တွေတင်လိုက်တဲ့ဗီဒီယိုဖိုင်ကြောင့်ဝေဖန်ခံနေရတာဖြစ်ပါတယ်ဒိတ်ဒိတ်ကျန်အမှုပညာရှင်တယောက်ရဲ့သမီးဖြစ်တာမို့အရာရာပြည့်စုံနေရမယ်လို့ပရိသတ်တွေကယူဆနေတာပါ။ဒါကြောင့်မလို့သူတို့ရဲ့သတ်မှတ်ချက်စံနှုန်းတွေနဲ့မညီတဲ့အခါမှာအခုလိုဝေဖန်ပြောဆိုနေတာဖြစ်ပါတယ်။အိမ်တော်ကျော်စင်နဲ့ပြည်တီဦးတို့ကတော့လူများငလင်းကြောင်စိတ်တော့ကရောက်နေတဲ့အချိန်မှာအခုလိုဝေဖန်ချက်တွေကိုဖြေရှင်းတာမျိုးလည်းလုံးဝမဟုတ်ပါဘူး။ပုံမှန်နဲ့မတူတဲ့ပြုမှုတွေကြောင့်ကျမ်းမာရေးမကောင်းမှုလို့ယူဆခံနေရတဲ့အိမ်တော်ကျော်စင်ရဲ့သမီးပြည်သူဒရာပေါ်ပရိသတ်တို့ရဲ့မြင်ကိုပြောပြပေးခဲ့ပါအောင်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်။နောက်ထပ်လည်းနုပညာဆိုင်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်ရှင်